မင်္ဂလာပါရှင်ကျမကတော့ open type generator လေးပါ မင်္ဂလာပါကျမက canopy type generator လေးပါ ကျမကတော့ open type generator လေးပါရုပ်ရှင်တဲ့ design နဲ့အသုံးပြုရလွယ်ကူသလို maintenance ပြုလုပ်ရမှာလဲပုံမလွယ်ကူတာကိုမိသက်ပြင်ဆင်ချိန်ကိုလည်းချွတ်ချပေးနိုင်ပါတယ် ကျမက canopy type generator ပါ soundproof ဖြစ်စေတဲ့ design နဲ့ထုတ်လုပ်ထားတာမို့ဒီဇက်ကနေထွက်ရှိတဲ့ noise level ကို 30% ကနေ 50% ထိလျှော့ချပေးနိုင်ပါတယ် ကျမကတော့ open type generator လေးပါသတ်မှတ်ထားတဲ့လုပ်တိုင်းအမနာတန်းဇက်တိုက်အသုံးပြုနိုင်တာမို့လို့စက်ရုံအလုပ်ရုံနဲ့ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေမှာအသုံးဖို့တင့်တော်ပါတယ် ကျမက canopy type generator ပါအတန်ငြိမ်ပြီးအောက်တော့မှအသုံးပြုနိုင်တာမို့ရာသီဥတုတန်လည်းခံနိုင်တာကြောင့်သေးရုံဆေးကန်အိမ်ယာနဲ့ဟိုတယ်လုပ်ငန်းတွေမှာတင့်တော်ပါတယ် ကျမကတော့ open type generator ပါ open type ကလေးဖြစ်လို့ overheat ဖြစ်ခြင်းကိုချွတ်ချနိုင်ပြီးချွတ်တာတဲ့ဈေးနှုန်းလေးနဲ့ရရှိနိုင်ပါတယ်ရှင် ကျမက canopy type generator ပါ low-level door ပါဝင်ပြီး maintenance security ကိုစိတ်ချရတာမို့တင်းတင်းနဲ့ဈေးနှုန်းနဲ့မြို့ပြနဲ့လူနေထူထပ်တဲ့ပတ်ဝန်းကျင်အတွက်အထူးသင့်တော်ပါတယ်